ထိုင်းဘာသာစကားမှာရှိတဲ့လူသုံးကုန်ပစ္စည်းလေးနဲ့ပတ်သက်ပြီးစကားလုံးလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးစကားလုံးလေးအနေနဲ့လက်ကင်ဖုန်းကိုထိုင်းဘာသာစကားမှာထိုရဆပ်มือถือဆိုတာကတော့လက်ကင်ဖုန်းစမတ်ဖုန်းစတဲ့ဖုန်းတွေကိုခေါ်ပါတယ်။ထိုရဆပ်มือถือနောက်တဲ့စကားလုံးလေးကတော့လက်ပတ်နာရီပေါ့နော်လက်ပတ်နာရီကိုထိုင်းလို့နာလီကာခေါ်มือနာလီကာဆိုတာတော့နာရီပေါ့နော်ခေါ်มือဆိုတာလက်ပတ်တဲ့နာလီကာခေါ်มือဆိုတဲ့အတွက်လက်ပတ်နာရီနာလီကာခေါ်มือနောက်ထပ်ထိုင်းဘာသာစကားမှာရှိရဲ့အဝတ်အထည်အဝတ်အစားတွေကိုတော့เสื้อผ้าဆိုပြီးခေါ်ပါတယ်เสื้อผ้าမိုးကအင်ကြီးကိုတော့ထိုင်းလို့เสื้อกันฝนဆိုတာကတော့မိုးကာတွေပေါ့နော်အဓိပ္ပာယ်ကတော့เสื้อกันฝนဆိုတဲ့အတွက်မိုးကအင်ကြီးเสื้อกันฝนမိုးကအင်ကြီးเสื้อกันฝนနောက်ထပ်เสื้อกันหนาวဆိုတာကတော့ဒီအေးတာပေါ့နော်ကန်หนาวဆိုတော့အေးတံကိုကာကွယ်တယ်เสื้อအင်ကြီးเสื้อกันหนาวနွေးတယ်ပေါ့နော်เสื้อกันหนาวနွေးတယ်เสื้อกันหนาวနောက်ထပ်စကားလုံးလေးကတော့အမျိုးသမီးအဝတ်အထည်တွေကိုထိုင်းလို့เสื้อผ้าผู้หญิงဆိုတာကတော့အမျိုးသမီးမိန်းကလေးပေါ့နော်เสื้อผ้าဆိုတာကအဝတ်အထည်တွေเสื้อผ้าผู้หญิงအမျိုးသမီးအဝတ်အထည်เสื้อผ้าผู้หญิงနောက်ထပ်စကားလုံးလေးကတော့รองเท้าဆိုတာတော့ဖနက်ကိုပြောပါรองเท้าဖနက်รองเท้าနောက်တဲ့စကားလုံးလေးကတော့ဒေါက်ဖနက်ပေါ့နော်ဒေါက်ဖနက်ကိုထိုင်းလို့รองเท้าส้นสูงလို့ခေါ်ပါတယ်နောက်တဲ့စကားလုံးလေးကတော့ထုံเท้าဆိုတာတော့ခြေအိတ်ပေါ့နော်ထုံเท้าခြေအိတ်ထုံเท้าထိုင်းလို့အုတ်ထုပ်ကိုတော့မူဝါအုတ်ထုပ်ဘောင်းမီကိုတော့ထိုင်းလို့กางเกงလို့ခေါ်ပါတယ်กางเกงဘောင်းမီနောက်တဲ့စကားလုံးလေးကတော့လက်သိမ်းညက်ပေါ့နော်လက်သိမ်းညက်ကိုထိုင်း